အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြပြပေးသွားမှာတော့ဒါတော့ TikTok အကောင့်ဘန်းခံပြန်ဆက်တဲ့နည်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးဒါ TikTok ကို login ဝင်လိုက်မယ် login ဝင်တဲ့အခါမှာဒါ email ထည့်ပြီးကုတ်တောင်းပြီးဝင်တော့နည်းနည်းပိုကောင်းတာပေါ့နော်အခုက login လည်းရပါတယ်အဲ့တော့ခုနပြောလို့ email ထည့်ကုတ်တောင်းပြီးဝင်မယ်ဆိုအခုလိုကုတ်ကြလာပြီဆိုလို့ရှိရင်ဒီမှာထည့်လိုက်မယ်ဒါခဏစောင့်မယ်ဒီလိုလေးပေါ်လာမယ်ဒါဘန်းခံရတာပါအဲ့ဒါလေးကို screenshot ရိုက်ထားလိုက်မယ်ပြီးရင်အဲ့မှာ appeal ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးလို့ရှင်ခဏဆောင်မယ်အဲ့မှာဒီလိုပေါ်လာရင်ထိတ်ဆုံးကအကွက်ကလေးကိုအဲ့မှာနှိပ်မယ်အဲ့မှာ paste ချမယ်เนาะအဲ့ဒါဘာလဲဆိုတော့ဒီအဲ့ email ပေါ့နော် TikTok email ထည့်လိုက်မယ်เนาะဒုတိယအကွက်မှာတော့ဒါအခုကျွန်တော်ပြထားတဲ့အတိုင်းရေးထည့်မယ်ဒါသူအယူခံစာတင်သွင်းတာပေါ့နော်အတိုင်းရေးထည့်မယ်ပြီးလို့ရှိရင်အောက်မှာဓာတ်ပုံထည့်ရမယ်နေရာမှာခုန screenshot ရိုက်ထားတဲ့ပုံလေးကိုထည့်မယ်နော်ထည့်ပြီးလို့ရှိရင်ကျွန်တော်ပြီးပြီပေါ့နော်ဒါ submit ကိုနှိပ်လိုက်မယ် submit ကိုနှိပ်ပြီးလို့ရှိရင်ဒီလိုဒါပုံလေးပေါ်လာမယ်အဲ့ဒါတော့ဒီဖန်ခွက်ပုံလေးပေါ့နော်ဒါလွဲနေရဆိုတော့ဒါတည့်ပေးလိုက်မယ်တည့်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒါဆိုရင်မှတ်ချက်သွားရပါပြီပြီး okay ပေးလိုက်မယ်ပြီးလို့ရှိရင်ဒါတရက်ကနေ9ရက်အထိစောင့်မှာဖြစ်ပါတယ်email ထဲမှာသက်ဆိုင်ဒီလိုလေးဝင်လာပြီဆိုလို့ရှိရင်ဒါရပါပြီဒါဆိုရင် account ဒီလိုဝင်မှ account ပြန်ဝင်လို့ရပါတယ်เนาะဒါမျိုးဝင်တော့ account ဝင်လို့ရပါပြီအားလုံးကျေးဇူးတင်ပါတယ်